ခုဆိုရင်တော့ကျွန်တော်မှငါအောင်တီဟဘဲချီနဲ့လန်ကန်နဲ့ဂိုးတယ်ခင်ဗျာတော်လေးကိုလှပတည်တတ်တဲ့ဘဲချီကန်ချက်နဲ့မာတင်းအတွက်ဥဆောင်ကိုရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့အိမ်မက်မတ်နေရလည်းမဟုတ်ဘူးအမြင်မားနေရလည်းမဟုတ်တဲ့မြန်မာယူ18အသင်းရဲ့တွင်းကိုတကိုးကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒီ vlog ကတော့2026 Saudi နိုင်ငံမှာကျင်းပမယ် USAC AFC ကအတွက်အုပ်စုပွဲအရေးကြီးတဲ့ပွဲစဉ်ပွဲဖြစ်တဲ့မြန်မာအသင်းနဲ့အိုမန်အသင်းနဲ့ပွဲစဉ်ကိုတွားအားပေးခဲ့တဲ့ vlog ပဲဖြစ်ပါတယ်နှစ်သင်းလုံးအတွက်ဒီပွဲစဉ်ကတော်တော်လေးအရေးပါပြီးတော့အုပ်စုတင်းမှာလည်းဒီနှစ်သင်းကတော်တော်လေးခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထားတဲ့အသင်းနှစ်သင်းပဲဖြစ်ပါတယ်အခုဆိုရင်တော့အိုမန်အသင်းရဲ့ဒိန်းဂျာကစားသမားနံပါတ်8မြန်မာအသင်းရဲ့2ယောက်3ယောက်လောက်ကိုလိန်ခောက်ပြီးတော့ထွက်ဖို့ကြိုးစားခဲ့ပေမဲ့လည်းမြန်မာအသင်းကစားသမားတွေပဲပြန်လည်တားယူထားဖြစ်ပါတယ်မြန်မာအသင်းအနေနဲ့အိုမန်အသင်းကိုပထမပိုင်းမှာတော့လုံးဝကိုခံစစ်ပုံစံမျိုးတဲ့ကောင်တာပြန်ဆော့ပြီးတော့ကစားနေတာပဲဖြစ်ပါတယ်အခုဆိုရင်တော့ဂိုးသမားထက်ဝေရန်တတရာပဲဖမ်းယူထားတာကိုတော့မြင်တွေ့ရပါတယ်မြန်မာအသင်းရဲ့ဂိုးသမားထက်ဝေရန်အနေနဲ့ကတော့လောင်းဘောတွေအမြင့်ဘောတွေကိုတော်တော်လေးကိုတီတီငင်ငင်နဲ့ဖမ်းနိုင်တဲ့လက်စွမ်းမျိုးကိုပိုင်ဆိုင်ထားပြီးတော့မြန်မာအသင်းအတွက်တကယ်ကိုအလားလာရှိတဲ့ဂိုးသမားတစ်ယောက်လို့လည်းကျွန်တော်အနေနဲ့မြင်ပါတယ်ပထမပိုင်းကတော့တော်တော်လေးကိုအေးဆက်ဆက်နိုင်ပြီးတော့တတင်းနဲ့တတင်းအခြေအနေစောင့်ကြည့်ပြီးတော့ဇီးဇီးဆိုတဲ့ရလက်နဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်ဒုတိယပိုင်းပြန်စားတဲ့အချိန်မှာတော့မြန်မာအသင်းအနေနဲ့တောင်ပန်တိုက်စစ်ကကျွန်တော်မှ8လင်းရောင်ရဲ့အားကိုအသုံးပြုပြီးတော့ညာတောင်ပန်ကိုအသုံးပြုပြီးတော့တိုက်စစ်စင်ကစားတာကိုလည်းကျွန်တော်တို့မြင်တွေ့ရပါတယ်အခုဆိုတော့အိုမန်တင်းပြန်လဲတားယူသွားပြီပဲဖြစ်ပါတယ်မြန်မာတင်းရဲ့ကစားသမားတွေကလုံးဝကျွန်တော်မှ8ဆိုလုံးဝနောက်ထိပြန်ဆင်းလိုက်တာပေါ့နော်အခုဆိုတော့မြန်မာတင်းငယ်ငယ်မှားယွင်းမှုကနေစစ်အိုမန်တင်းခွင့်ရသွားတဲ့ဘဲချီကန်ချက်လွဲချော်သွားခဲ့တဲ့အတွက်ကျွန်တော်တို့အသက်တာရသွားခဲ့တာပဲဖြစ်ပါတယ်မြန်မာအသင်းတိုက်စစ်မှာတော့ကျွန်တော်တို့19ရဲနိုင်အောင်ကိုကျွန်တော်တော်တော်လေးကိုသဘောကျပြီးတော့ဒီကလေးရဲ့ individual ရယ်နောက်ပြီးတော့ ball long sense အမြင် vision kip power တော်တော်လေးကိုကောင်းတယ်ခင်ဗျာခုဆိုရင်လည်းကျွန်တော်တို့19ရဲနိုင်အောင် ball long ကိုလုံးဝမရမကပြန်ထလိုက်ပြီးတော့ကန်တင်ပေးထားတဲ့အချိန်မှာတော့ down ကန်ပေါ်ဖြစ်သွားခဲ့ပါတယ်ဒုတိယပိုင်းမှာတော့နှစ်သင်းလုံးကသူတပြန်ကိုရီပြန်လုံးဝတိုက်စစ်ဆင်နေပြီးတော့မြန်မာအသင်းရဲ့နောက်တန်းကလည်းအိုမန်အသင်းရဲ့ကစားသမားတွေကိုတော့2ဆင့်3ဆင့်ထပ်ပြီးတော့ကာကွယ်ထားတာကိုကျွန်တော်မြင်တွေ့ရပါတယ်ခုဆိုရင်တော့အိုမန်အသင်းကန်တင်ထားတဲ့ဂိုးသမားထက်ဝေရန်ကျွန်တော်ပြောခဲ့သလိုပဲဂိုးသမားရဲ့လက်စွမ်းကတော်တော်လေးကိုတည်ငြိမ်နေတာကိုမြင်တွေ့ရပါတယ်ခုဆိုရင်တော့ကျွန်တော်19ရဲနိုင်အောင်အိုမန်အသင်းရဲ့ကစားသမားတွေကြော်ဖြတ်ဖို့ကြိုးစားနေတဲ့အတိုင်းပဲလဲလူပေးထားတယ်ခင်ဗျာကျွန်တော်8လင်းအောင်တော့ပြည်တော်မကျူးလွန်ထားတာပဲဖြစ်ပါတယ်ရရှိလာတဲ့ပြည်တော်မောကိုတော့ကပတိန်ကျွန်တော်9အောင်တီဟကန်ထားတယ်ခင်ဗျာပြန်ကန်ထွက်လာတယ်အောင်တီဟပြန်လေတားယူသွားပြီးဘဲချီကန်ချက်ဂိုးတယ်ခင်ဗျာတော်တော်လေးကိုလှပတည်သက်ပြီးတော့ကောင်းမွန်တဲ့ဘဲချီကန်ချက်ဂိုးတွေကိုတန်းတန်းမမဝင်သွားခဲ့ပြီးတော့မြန်မာအသင်းအတွက်ပထမဦးဆုံးဦးဆောင်ဂိုးကိုတော့တွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်မြန်မာအသင်းရဲ့အသင်းကောင်းဆောင်တော်တော်လေးကိုလှပတည်တတ်တယ်ခင်ဗျာပွဲကစားချိန်63မိနစ်မှာမြန်မာအသင်းအနေနဲ့ဦးဆောင်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့ကျွန်တော်8လင်းရောင်ကန်တင်ပေးထားတယ်ကျွန်တော်10ညီတန်းခေါင်းနဲ့တိုက်ပြီးတော့ပဲဆုံးသက်သွားခဲ့ပြီခင်ဗျာမြန်မာအသင်းအနေနဲ့တော့ဒုတိယမြောက်ဦးဆောင်ကိုထပ်မံရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲကစားချိန်66မိနစ်မှာဒုတိယမြောက်ဦးဆောင်ကိုရရှိသွားတဲ့အတွက်မြန်မာအသင်းအနေနဲ့ကတော့2-0ဆိုတဲ့ရလဒ်နဲ့ဦးဆောင်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်19လလာပါဖိန်ထားတယ်အိုမန်တင်းရဲ့ကစားသမားတွေ3-4ရောက်လောက်ဝိုင်းပြီးတော့တားထားတဲ့အနေထားကိုတော့ကျွန်တော်တို့မြင်တွေ့နေရပဲဖြစ်ပါတယ်ဒီဆိုတော့ကန်တင်ပေးထားတယ်ဒီနေ့ပွဲစဉ်ကတော့ပြိသက်ပေါင်း2161ရောက်လာရောက်အားပေးရလို့လည်းသိရှိရပါတယ်ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းကိုတော်တော်လေးချီးကျူးသွားခြင်းတဲ့တစ်ချက်ကကျွန်တော်တို့ဂိုးရရှိနေသည့်တိုင်အောင်ပေါ့နော်ကျွန်တော်တိုက်စစ်အားကိုမချဘဲနဲ့ဂိုးထပ်မံရရှိဖို့အတွက်မြန်မာအသင်းရဲ့ကစားသမားတွေစက်တိုက်စူးစမ်းနေတာကိုကျွန်တော်မြင်တွေ့နေရတာပဲဖြစ်ပါတယ်ဒီအခြေအနေကအရင်တော့ကကျွန်တော်မြန်မာအသင်းဂိုးရသွားခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတန်ပိတ်ပြီးကစားရတဲ့ပုံစံမျိုးတွေမြင်တွေ့ခဲ့ရပြီမယ်လေဒီအခြေအနေမှာတော့ခုဆိုတော့ကျွန်တော်19ဘယ်နဲ့ကန်ထားတယ်တော်တော်လေးလှပတယ်ခင်ဗျာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်19ရဲနိုင်အောင်ကတော့မြန်မာအသင်းတိုက်စစ်အတွက်အလားအလာအရှိဆုံးတော်တော်လေးကိုအလားအလာရှိတဲ့ကစားသမားတစ်ယောက်အနေနဲ့တော့မြင်တွေ့နေရတာပဲဖြစ်ပါတယ်အိုမန်တင်းအနေနဲ့လည်းပွဲကစားချိန်မိနစ်80ကျော်တဲ့အထိမြန်မာအသင်းရဲ့ခံစစ်ကိုထိုးပေါက်ဖို့အတွက်စူးစမ်းနေခဲ့ပြီးတော့မြန်မာအသင်းရဲ့ခံစစ်နဲ့တံပြန်တိုက်စစ်တွေကလည်းတော်တော်လေးကိုကောင်းမွန်နေတာကိုဒီနေ့ပွဲမှာမြင်တွေ့ရပဲခုဆိုရင်တံပြန်တိုက်စစ်စလာတဲ့နောက်ကနေဆွဲထားတဲ့အတွက်အိုမန်တင်းရဲ့ကစားသမားကိုတော့အဝါကပ်ပြားပြပြီးတော့ဒီပေးထားတာပဲဖြစ်ပါတယ်အိုမန်တင်းရဲ့ကစားသမားပဲကန်တင်ပေးထားတဲ့ကိုသမားထက်ဝေရန်မိတယ်ခင်ဗျာဒီဆိုတော့မြန်မာအသင်းရဲ့ကစားသမားတွေကြော်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအိုမန်အသင်းကစားသမားကျန်းနေဆိုပြီးဒိုင်လူကြီး
ဖောင်းပေးထားတယ်ပြစ်ဒဏ်မပေးထားတဲ့ဟာကိုအိုမန်တင်းရဲ့ကစားသမားတွေစောတကတက်နေတာကိုကျွန်တော်တို့မြင်တွေ့ရမှာပဲဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်们19ရဲနိုင်အောင်ပဲကျွန်တော်ကြိုးစားခဲ့ပေမဲ့လည်းအိုမန်တင်းရဲ့ကစားသမားတွေ2ယောက်3ယောက်လောက်ဖြတ်ထားတယ်ကျွန်တော်们19အနေနဲ့ကြွတ်တက်သွားတဲ့အနေအထားတွေကိုကျွန်တော်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ပွဲချိန်တောက်လျှောက်ဒိုဝါဂျုံကကောင်းကောင်းနဲ့စော့တဲ့ကစားသမားဖြစ်တဲ့အတွက်လည်းခုလိုချိန်တွေကိုကြုံတွေ့ရတာပဲဖြစ်ပါတယ်ခုဆိုရင်တော့ဘေးတောင်ပြောင်ချပေးထားပြီးကျွန်တော်10ညီညီတန်းတော်တော်လေးကောင်းမွန်တဲ့ခွင့်ရတရဲ့ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ကတော့ထူးထူးခြားခြားပဲပွဲပြီးဆုံးဖို့မိနစ်ပိုင်းလိုတဲ့အချိန်မှာပြည်သက်တွေအားလုံးကဖုန်း flash မီတွေကိုဖွင့်ပြီးတော့အားပေးနေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ဒီအခိုက်အတန့်လေးကတော်တော်လေးကိုကြည်နူးစရာကောင်းပြီးတော့ဒီမှာအသင်းရဲ့12ယောက်မြောက်ကစားသမားတွေဖြစ်တဲ့ပြည်သက်တွေကတော်တော်လေးကိုတာဝန်ကြီးရလို့ပြောလို့ရတယ်ခင်ဗျာကျွန်တော်ပြောနေတဲ့အချိန်တွင်းမှာပဲမြန်မာအသင်းနဲ့အိုမန်အသင်းနဲ့ပွဲစဉ်ကတော့2-0ဆိုတဲ့ရလက်နဲ့မြန်မာအသင်းကိုအိုမန်အသင်းကရှုံးနေသွားခဲ့ပြီးတော့မြန်မာအသင်းအနေနဲ့နောက်တစ်ဆင့်တက်ဖို့အတွက်တော်တော်လေးကိုအခွင့်အရေးများသွားခဲ့ပြီပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့မြန်မာအသင်းရဲ့ကစားသမားတယောက်စီတိုင်းကိုကျွန်တော်အနေနဲ့တော်တော်လေးကိုချီးကျူးသွားခြင်းပြီးတော့အဓိကတော့ဂိုးသမားထက်ဝေရန်တိုက်စစ်ကကျွန်တော်နံပါတ်19ရဲနိုင်အောင်ကျွန်တော်နံပါတ်8လင်းရောင်ကျွန်တော်နံပါတ်10ညီညီတန့်လှပတဲ့အဖွင့်ဂိုးကိုတွင်းယူပေးသွားနိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ကပတိန်ကျွန်တော်နံပါတ်9အောင်တီဟာတို့ကိုကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်အတွက်တော်တော်လေးကိုချီးကျူးသွားခြင်းပါတယ်အဲ့တော့အဆုံးထိချီးကျူးပေးတဲ့ညီကိုတယောက်စီနိုင်ကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဘလော့တွေမှာပြန်တွေ့ကြမယ်ကျွန်တော်ကတော့ကိုတီပဲဖြစ်ပါတယ်